ကျွန်တော်တို့နေထိုင်ရာကဘာမြေကြီးဟာအမြဲတမ်းတည်ငြိမ်နေတယ်လို့ထင်ရပေမဲ့အာရှရဲ့လူဦးရေတန်းနဲ့ချီနေထိုင်တဲ့မြို့ကြီးတချို့ဟာတဖြည်းဖြည်းနဲ့မြေကြီးတဲ့ကိုကျွံဝင်နေကြတယ်ဆိုတာသင်သိပါသလားဒါဟာတစ်ပံစိတ်ကူးရင်ရုပ်ရှင်တွေကဇလန်မဟုတ်ပါဘူးတကယ်ကြောက်မတ်ဖွယ်ရာအမှန်တရားတစ်ခုပါဒီနေ့မှာတော့အဲ့ဒီလိုမြေအောက်ကိုတဖြည်းဖြည်းနစ်မြုပ်နေတဲ့အာရှရဲ့မြို့ကြီး10မြို့အကြောင်းနဲ့ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြို့ဒီဘာကြောင့်မြေကျွန်းရတာလဲအဓိကအကြောင်းရင်းတွေကတော့မြေအောက်ရေကိုအလွန်အကျွံထုတ်ယူသုံးစွဲမှုမြို့ပြတိဆောက်မှုတွေရဲ့အလေးချိန်ပင်လယ်ရေမြင့်တဲ့ပြင်မြင့်တက်လာမှုနဲ့မြေသားရဲ့သဘာဝအနေအထားတွေကြောင့်ဖြစ်ပါတယ်အထူးသဖြင့်မြို့ဝကျွန်းပေါ်ဒေသတွေမှာတိဆောက်ထားတဲ့မြို့တွေဟာပိုပြီးအန္တရာယ်ရှိပါတယ်ကဲဘယ်မြို့တွေလဲဆိုတာကြည့်လိုက်ကြရအောင်နံပါတ်1နေရာမှာတော့ကမ္ဘာအလျင်အမြန်ဆုံးနှိမ့်မြုပ်နေတဲ့မြို့အဖြစ်သတ်မှတ်ခံထားရတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာမှာဂျာကာတာမြို့ရဲ့မြောက်ပိုင်းဒေသအချို့ဟာတစ်နှစ်ကို25စင်တီမီတာ9.8လက်မအထိနှိမ့်မြုပ်နေပြီးမြို့ရဲ့40ရာခိုင်နှုန်းဟာပင်လယ်ရေမျက်နှာပြင်အောက်ကိုရောက်နေပါပြီအထူးကတော့မြင်းအောက်ရေကိုအစမတန်ထုတ်ယူသုံးစွဲမှုကြောင့်ပါဒီကအင်ဒိုနီးရှားအစိုးရဟာမြို့တော်ကိုပါပြောင်းရွှေ့ဖို့စီစဉ်နေရတဲ့အထိပါပဲဒုတိယမြို့ကတော့ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ပါအရှေ့တိုင်းရဲ့ Venice မြို့လိုတင်စားခေါ်ဝေါ်ကြရဲ့ဘန်ကောက်ဟာလည်းတစ်နှစ်ကိုတစ်ကနေ2စင်တီမီတာနှုန်းနဲ့နှိမ့်မြုပ်နေပါတယ်မြို့ဝစ်ကျွန်းပေါ်မှာတည်ရှိပြီးပျော်ပြောင်းတဲ့မြေသားနဲ့အတူမိုးတီးထန်ဝါရွာသွန်းမှုတွေမြေရောက်ရေထုတ်ယူမှုတွေကြောင့်ရေကြီးရေလျံမှုတွေနဲ့မကြာခဏရင်ဆိုင်နေရပါတယ်ဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးအချက်အချာကျလိုက်ဟိုဂျီမင်းစီးတီးဟာလည်းအလားတူကံကြမ္မာနဲ့ရင်ဆိုင်နေရပါတယ်။မဲခေါင်မြို့ဝကျွန်းပေါ်ဒေသမှာတည်ရှိပြီးမြေကောက်ရေထုတ်ယူမှုနဲ့မြို့ပြတိုးချဲ့တိစောက်မှုတွေရဲ့တန်ကိုခံနေရပါတယ်။တစ်နှစ်ကို1.6စင်တီမီတာခန့်နှင်းမြောင်နေပြီးမကြာခဏရေကြီးမှုတွေဖြစ်ပွားလေရှိပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာကတော့လူဦးရေထူထပ်ပြီးမြေအောက်ရေကိုအထက်ကထားသုံးစွဲနေရတာကြောင့်တစ်နှစ်ကို10စင်တီမီတာအထိနှိမ့်မြုပ်နိုင်တဲ့အန္တရာယ်ရှိနေပါတယ်။အထူးသဖြင့်ပင်လယ်ကမ်းစပ်နဲ့နီးတဲ့နေရာတွေမှာပိုဆိုးပါတယ်။တိုင်ဖုန်းမုန်တိုင်းနဲ့ပင်လယ်ရင်မြင့်တက်မှုတွေကလည်းအခြေအနေကိုပိုဆိုးစေပါတယ်။ကမ္ဘာအကြီးဆုံးစိတ်ကမ်းမြို့တွေကတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံကရှန်ဟိုင်းမြို့ဟာလည်းလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းတိတိတသာနစ်မြုပ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်အစိုးရကမြေအောက်ရေထုတ်ယူမှုကိုတင်းကျပ်စွာထိန်းချုပ်ပြီးမြေအောက်ရေပြန်လည်ဖိသေးတဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့တာကြောင့်နစ်မြုပ်နှုန်းကိုအတော်လင်းထိန်းထားနိုင်ခဲ့ပါတယ်။ဒါဟာအောင်မြင်တဲ့ဥပမာတစ်ခုလို့ဆိုနိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့မြို့တော်တိုကျိုဟာ20ရာစုအတွင်းမှာတိတိတသာနစ်မြုပ်ခဲ့ပူပါတယ်။အထူးသဖြင့်စက်မှုလုပ်ငန်းတွေအတွက်မြေအောက်ရေအများအပြားထုတ်ယူခဲ့လို့ပါ။ဒါပေမဲ့ရှန်ဂိုင်လိုပဲတင်းကျပ်တဲ့စီမင်းတွေနဲ့မြေအောက်ရေပြန်လည်ထိန်းသိမ်းမှုတွေကြောင့်လက်ရှိမှာတော့နစ်မြုပ်မှုနှုန်းကိုအများကြီးလျှော့ချနိုင်ခဲ့ပါသည်။ဒါပေမဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုရဲ့ချိန်ချောက်မှုကတော့ရှိနေစေပါဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော်ဒါကာဟာကမ္ဘာလူဦးရေအထူးထပ်ဆုံးမြို့တွေထဲမှာပါဝင်ပြီးဂင်္ဂါမြို့ဝက်ကျွန်းပေါ်ဒေသမှာတည်ရှိပါတယ်။မြေနေပိုင်းထစ်တာနဲ့အညီမြေအောက်ရေထုတ်ယူမှုဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အလေးချိန်တွေကြောင့်တစ်နှစ်ကို1.4စင်တီမီတာနှုန်းနဲ့နစ်မြုပ်နေပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ပင်လယ်ရေမြင့်တက်မှုနဲ့မုန်တိုင်းတွေရဲ့ထန်းကိုလည်းအလူးလဲခံနေရပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော်ကာလကတ္တာဟာလည်းဒါကာမြို့နဲ့အလားတူမြေဝကျွန်းပေါ်ဒေသမှာတည်ရှိပါတယ်။မြေအောက်ရေထုတ်ယူမှုနဲ့မြို့ပြဖွံ့ဖြိုးမှုတွေကြောင့်နစ်မြုပ်မှုတွေကြုံတွေ့နေရပါတယ်။အထူးသဖြင့်မြို့ရဲ့အရှေ့ပိုင်းဒေသတွေမှာပုံမတိတာပါတယ်။ပေဂျင်းမြို့နဲ့နီးတဲ့တရုတ်နိုင်ငံရဲ့အထက်ကစိတ်ကမ်းမြို့ကြီးတစ်ခုဖြစ်တဲ့ချန်ချင်းမြို့ဟာလည်းမြေရောက်ရေအလွန်အကျွံထုတ်ယူမှုကြောင့်ဆိုးဆိုးရွားရွားနှိမ့်မြုပ်လေဒါရကတစ်ခုပါလွန်ခဲ့တဲ့နှစ်များအတွင်းနှိမ့်မြုပ်နှုန်းကိုထိန်းချုပ်ဖို့စ조사နေပေမဲ့မြို့ရဲ့အချွန်းလေယာတွေဟာဆက်လက်နှိမ့်မြုပ်နေဆဲဖြစ်ပြီးအဆောက်အုံတွေအတွက်အန္တရာယ်ရှိနေပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြို့တော်ဟောင်းဖြစ်တဲ့ရန်ကုန်မြို့ပါ
ရန်ကုန်မြစ်ပခုမြစ်နဲ့လှိုင်မြစ်တို့ဆုံရာမြဝကျွန်းပေါ်ဒေသမှာတည်ရှိပြီးမိုးရာဒီမှာရေကြီးရေလန်မှုတွေနဲ့မကြာခဏကြုံတွေ့ရပါတယ်။တရားဝင်ထုတ်ပြန်ထားတဲ့နှင်းမြုပ်မှုနှုန်းအတိအကျမရှိသေးပေမဲ့မြေအောက်ရေထုတ်ယူမှုတိုးများလာခြင်းမြဝတိုးချက်တည်ဆောက်မှုများနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတွေကြောင့်ရန်ကုန်မြို့ဟာလည်းအနာဂတ်မှာမြေကျွံမှုအန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ခြေမြင့်မားနေပါတယ်။ ဒီနေ့တင်ဆက်ပေးခဲ့တဲ့အာရှမျိုးကြီးဒစ်ဆဲမျိုးဟာမြေကျွမ်းမှုပြဿနာနဲ့ရင်ဆိုင်နေရတဲ့တာရကတွေကအနှင်းငယ်များသာဖြစ်ပါတယ်။ဒီပြဿနာဟာတန်ပေါင်းများစွာသောလူတွေရဲ့အသက်အိုးအိမ်စီးစိမ်နဲ့အနာဂတ်ကိုချိန်ချောင်နေပါတယ်။မြေအောက်ရေကိုစနစ်တကျထုတ်ယူသုံးစွဲဖို့ရေရှည်တည်တတ်တဲ့မြို့ပြစီမံကိန်းတွေချမှတ်ဖို့ယာကြီးဥရုပြောင်းလဲမှုကိုကာကွယ်ဖို့နဲ့ပင်လယ်ရေမြင့်တက်မှုကိုတုံ့ပြန်လိုက်မဲ့အခြေခံအဆောက်အုံတွေတည်ဆောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ။ကျွန်တော်တို့အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အသိပညာပေးမှုတွေကသာဒီမြို့ကြီးတွေရဲ့အနာဂတ်ကိုကယ်တင်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြရင်ဒီနေ့အတွက်အစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်